ကတော့ဆိုင်ဝင်နေပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာဗာလဲဆိုတော့ငလင်နေလဲလောက်တဲ့ကြားတဲ့ဟိုမှာမုံတိုင်းတွေဝင်မယ်လို့ကြားတော့စိတ်ထဲမှာလည်းမကောင်းဘူးကျွန်တော်လည်းတိုက်ဆရာတယောက်အနေနဲ့ငါဘာလုပ်ပေးနိုင်တာရှိသလဲစိတ်ထဲမှာဆိုကျွန်တော်လည်းစဉ်းစားလိုက်တော့ငါဒါလေးငါကူညီကြည့်မယ်ပေါ့နော်လုပ်ပေးကြည့်မယ်ကျွန်တော်ဒီတိုက်ဆရာတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ငကားနဲ့ပတ်သက်တဲ့ဟာတိုက်နဲ့ပတ်သက်တဲ့ဟာပဲပြောမယ်ဒီမြစ်ဟာအဲ့ဒီဟာကိုယုံနေမိဒီလိုမျိုးချိန်မှာယုံနာတယ်မြုံနာတယ်ကျွန်တော်လည်းအများကြီးလည်းမပြောချင်ဘူးမယုံဘူးဆိုရင်ကြော်သွားပါခင်ဗျာယုံနေဆိုရင်ဒါယုံတဲ့သူတွေအတွက်ပဲဖြစ်ပါတယ်မယုံရင်ကြော်သွားဆက်မကြည့်တော့နဲ့เนาะဒါကျွန်တော်တို့ငကပြူတွေကိုတိုင်တယ်ပြီးတော့ကျွန်တော်တို့ကူညီတောင်းမှာပေါ့နော်အဲ့ဒီဟာပြောချင်ဖြစ်ပါတယ်ခင်ဗျာဘယ်လိုအဓိဋ္ဌာန်လေးတွေဝင်ပြီးတော့တောင်းရမလဲပေါ့ပြောချင်တယ်ငကပြူဆိုတာကခဲဆက်အချို့လူမျိုးတိုင်းချို့လူမျိုးတွေလည်းရှိပါတယ်ငကပြူဆိုတာကတန့်စင်နေမုံမြတ်တယ်မိုးလေဝသရာသီဥတုနဲ့ပတ်သက်ပြီးသူတို့ကအစိုးရတဲ့အထက်မှာပါတယ်ဒါကျွန်တော်တို့ယုံကြည်ထားမှာအခြားလူမျိုးတွေလည်းယုံကြည်တဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်သူကတန့်စင်နေမုံမြတ်တယ်သူတို့ကတကိုးကြီးတဲ့ပုတ်ကိုမယ်တော်တွေရဲ့ဘေးနားမှာပဲနေရတာများတယ်အခြားတကိုးသိမ်းတဲ့နေရပုံစံမျိုးမှာမနေရဘူးမရှိတဲ့လိုမျိုးမရှိတဲ့လောက်ကိုရှားတယ်ကိုကြီးရဲ့သူတွေရဲ့ဘေးနားမှာပဲပုတ်ကူရဲ့ဘေးနားမှာပဲနေနိုင်တဲ့အတွက်ကြောင့်မလို့တန်တမန်ဖြစ်လဲလုပ်ပေးနိုင်တယ်ပေါ့သူတို့မလုပ်နိုင်ဘူးဆိုခဲ့ရင်တော့မှလုပ်ပေးနိုင်တယ်ငကပြူတွေထွက်ပေါ်လာတယ်ဆိုရင်အဲ့ဒီနေရာဒီငင်းချမ်းနဲ့တန့်စင်နဲ့အေးချမ်းတဲ့အတိတ်နမိတ်တွေဖြစ်တယ်ပေါ့နော်ငကပြူတွေကထွက်လာရတဲ့အကြောင်းရင်း၃မျိုးရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်သူတော်ကောင်းသူမြတ်လောင်းသူတော်ကောင်းတွေကပေါ့နော်ပန်ကြားတယ်လာဖို့ဖိတ်ခေါ်တဲ့တော်၎င်းမေတ္တာပို့ဆိုတော့၎င်းအကြောင်းတစ်ခုကြောင့်နိုးစော်တဲ့အခါကျရင်လာကြတယ်နော်နောက်တစ်ခုကအဲ့ဒီပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်သူတော်ကောင်းသူမြတ်လောင်းတွေကိုသူတို့လုံပေးနိုင်တာရှိတယ်လုံပေးရမယ့်အကြောင်းတရားဖြစ်ပေါ်လာတဲ့အခါကျရင်လည်းသူတို့တွေလာကြတယ်နောက်တစ်ခုကသူတို့နဲ့ဘဝဆက်ရှိတဲ့လူပဋ္ဌာန်းဆက်ရှိတဲ့သူတိုက်ဆက်ရှိတဲ့သူသူတို့ကိုယုံကြည်တဲ့သူတွေကနေပြီးတော့မှတခုခုကိုတိုင်တယ်ပြီးတော့မှဖြစ်တယ်ဆိုရင်လည်းလာကြတယ်သူတို့ကတောင်းတလုံးလည်းမလာဘူးတောင်းလည်းဖိတ်တိုင်းလည်းမလာဘူးတောင်းလည်းမလာကြဘူးကင်းကိုပါပဲနေဘာမှလည်းမဖြစ်ဘူးသူတို့ရဲ့ဘဝမှာအဲ့တော့သူတို့ရဲ့ငကကျိုးအဆက်ရှိတဲ့သူတွေလည်းအတိုင်းပဲသူတို့ဘဝမှာကြောက်တာလည်းမရှိဘူးလန့်တာလည်းမရှိဘူးအရန်တက်တိရှိတဲ့ပုံစံမျိုးတွေဖြစ်တယ်အတိုင်းပဲငကကျိုးတွေကသူတို့ဘဝမှာကြောက်တာမရှိဘူးလန့်တာမရှိဘူးအခြားတိုက်ဆက်တွေနဲ့မတူတဲ့ဟာပါလဲဆိုတော့ငကကျိုးတွေကအဲ့ဒီပုံကူတူပုံကူမြတရားရောက်ကိုတခုခုငကကျိုးနဲ့ပတ်သက်တဲ့အတိုင်းမျိုးနဲ့ပတ်သက်ပြီးတော့ငကားနဲ့ပတ်သက်ပြီးတခုခုပေးထားတယ်ဆိုရင်ပြန်ယူတတ်တယ်ပြန်ယူတယ်အပီးတိုင်မှာပေးဘူးပြန်ယူရဲဆိုတာသူတို့ဘာလို့မိုးလေးတွေဖန်ဆီးပြီးတော့မှပြန်ယူမယ်မယူဘူးဆိုရင်တခုခုသူတို့ကယူလို့မရဘူးဆိုဖြတ်စည်းပြစ်တယ်ဘာလဲဆိုတော့သူတို့ဟာဒီမစ်တွေရမှာအရန်စိုးရင်လည်းမကောင်းတဲ့သူတွေသူတို့ကြိုက်တယ်ဆိုဒီလူဆိုဒီပုဂ္ဂိုလ်ဆိုဒီပုဂ္ဂိုလ်ပဲဒီမစ်ပုဂ္ဂိုလ်မရစေချင်ဘူးအဲ့လိုမျိုးစိတ်ထားတော့ရှိတာပေါ့နော်အဲ့လိုပုံစံမျိုးတော့ရှိတယ်ကျွန်တော်တို့ဗီဒီယိုကိုကူညီတောင်းကြည့်မယ်ကျွန်တော်ကတော့အတိတ်ကလေးတစ်ခုဝင်ထားတာ9ရက်နေကြမှာထွက်ရမှာဆိုတော့ကျွန်တော်တိုက်ဆက်တဲ့အထဲမှာငကဖြူစက်တီပါတဲ့သူပဋ္ဌာန်းဆက်ပါတဲ့သူတွေရှိတယ်လို့ကျွန်တော်မြင်တယ်သူတို့တော့ဝင်သေးချင်တယ်ပေါ့အခြားပဋ္ဌာန်းဆက်ရှိတဲ့သူလည်းဝင်ပါယုံကြည်တဲ့သူတွေလည်းဝင်လို့ရပါတယ်အစွန်းတော့မရောက်မိစေနဲ့အစွန်းရောက်ဖို့မဟုတ်ဘူးတကူကြီးတဲ့နတ်တွေသူတို့ငကဖြူဆိုတော့တလိษံလို့တော့ဆိုလို့ရပြီမလို့သူတို့လည်းတကူကြီးရဲ့အတိုင်းအဝန်းနေတဲ့မှာတော့ပါတယ်ပေါ့နော်အဲကြောင့်မို့သူတို့ကိုကူညီတောင်းတဲ့အနေနဲ့လုပ်ကြည့်မယ်ပေါ့နော်ကျွန်တော်တို့ငကဖြူနဲ့ပဋ္ဌာန်းဆက်ပါတဲ့သူတွေတိုက်ဆက်ပါတဲ့သူတွေယုံကြည်တဲ့သူတွေပို့ပြီးတော့မှရွတ်ဆိုတင်ပါတယ်ခင်ဗျာကျွန်တော်တို့အခုမုံတိုင်းကကျွန်တော်တို့အခုဒုက္ခရောက်နေတဲ့နေရာဒေသတွေမရောက်အောင်လို့ကျွန်တော်တို့စိတ်ထဲကနေရည်တမ်းမယ်နော်မရောက်လို့ဆိုတော့အဲ့လိုမျိုးဒုက္ခမရောက်တဲ့ရောက်မရှိတဲ့နေရာကိုသွားလို့ပြောတာမဟုတ်ဘူးတကယ်လို့ဒုက္ခရောက်နေတဲ့နေရာကိုသွားတာတဲ့ဆိုင်သူတို့ရှိကိုလည်းမရောက်အောင်ကိုလုပ်ပေးမယ်အဓိကတော့ပြည့်ပြည့်သွားရင်အကောင်းဆုံးပေါ့အဓိကတကယ်လို့မုံတိုင်းရောက်ဝင်ခဲ့တယ်ဆိုရင်တော့အသေးပြောက်နဲအောင်အပြည့်စီထိခိုက်နဲအောင်ကိုကြီးဆောင်ရှောက်ခိုင်းပါယုံကြည်နဲ့ပေါ့ကျွန်တော်တို့ဗုဒ္ဓတရားတော်တွေကိုအများရွတ်ဖတ်တဲ့ဆဲပြီးတော့မြတ်တာပူတာကုသိုလ်ဒါနတွေပြုပြီးတော့မှလုပ်ပေးမယ်ပေါ့နော်အဲ့လိုမျိုးလုပ်ပေးပါဒါနတွေပြုပြီးတော့မှလုပ်ပေးခြင်းအဖြစ်ပေါ့နော်အဲ့လိုမျိုးလုံးဝပြောပြသွားရင်တော့ပိုကောင်းတာပေါ့ဓမ္မကံတရားဆိုတာကဒီချိန်ဒီကာလဒီဘောအချိန်မှာဖြစ်ကိုဖြစ်ရမယ်ကံပါလိုက်တော့ဖြစ်ကိုဖြစ်မှာပဲဒါမဲ့အတားစီခြံစည်းရိုးလိုပုံစံမျိုးတော့ရှိတာပေါ့လေအဲ့လိုမျိုးပုံစံမျိုးအနေနဲ့ကျွန်တော်တို့ဘုန်းကြီးတောင်းကြည့်မှာပေါ့နော်ဖြစ်တယ်မဖြစ်တာနောက်ထားအကျိုးတော့မရုပ်စီပါဘူးယုံကြည်တဲ့သူတွေလုံးမယ်ငကဖြူတွေကိုမြတ်တာပို့မယ်သူတို့တက်ယူစုပြီးတော့သူတို့ရဲ့ကိုစားဆိုတဲ့အထုံးလုံးသုံးပါကိုစားမဟာသမယတော့နတုချေယမဟာသမယတော့ဒေသနာတော်ကိုတရက်ကို
အနည်းဆုံးတစ်ခေါက်ပေါ့ဘယ်နဲ့ခေါက်ရွတ်နိုင်တယ်လဲတစ်ခေါက်ဆိုတစ်ခေါက်ပေါ့တစ်ခေါက်ရွတ်ဖတ်ပေးပါစင်မီ3နိုင်ထုံပေးပါအမိုးရိုင်3နိုင်ထုံပြီးတော့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုနဂဖြူရဲ့ကိုစားမဟာသမယတုတ်တော်ကိုရွတ်ဖတ်တဲ့ဆဲပြီးတော့မှပူဇော်ပေးပါကိုရွတ်တာမဟုတ်ဘူးသူတို့ရဲ့ကိုစားရွတ်ပြီးသူတို့ကကိုယ်တိုင်ကိုကြမလုံနိုင်ဘူးသူတွေကမလုံနိုင်ဘူးပေါ့နော်ဒီကနေ့ပတ်သက်ရင်အားကြောင့်မလို့နဂဖြူထဲမှာဗုဒ္ဓသာသနာတော်ကိုယုံကြည်သက်ဝင်တဲ့သူတွေပုံကိုယ်တွေအများကြီးပဲအကြောင်းတစ်ခုစိတ်တစ်ခုကြောင့်ဒါဒီလိုမျိုးချင်းတွေရောက်လာမယ်ဒါပေမဲ့သူတို့မှလုံနိုင်တဲ့အင်အားတွေရှိတယ်ပေါ့နော်ထားပါအောင်ခွေးကလေးတစ်ကောင်ဒီလူတီတရဝါတွေထဲမှာအထိတ်ဆုံးကတော့ဟုတ်တယ်အသိဉာဏ်ရှိလို့ထိတ်ဆုံးကတော့ဟုတ်တယ်ဒါပေမဲ့အနက်ခံတဲ့အာယုံနဲ့ဆိုရင်ခွေးတက်ရှင်လို့မရဘူးသူတို့ကသူတို့ထူးချွန်ပြန်မြောက်ကြတယ်တလိမ့်ဆန်ပင်မဲ့လို့သူတို့ထူးချွန်တဲ့နေရာသူတို့အားတာတဲ့နေရာရှိပြီးသားရေကူးတယ်လူဘလောက်ပဲတော်တော်ငါ့တော့မိမှာမဟုတ်ဘူးလူကတော့ထိတ်ဆုံးတော့ထိတ်ဆုံးပဲအဲ့လိုသဘောမျိုးကျွန်တော်နားလည်မယ်ထင်ပါတယ်ကျွန်တော်သစ္စာပြပုံဖြူနည်းလေးပြပေးမယ်လွယ်ကူရိုးရှင်းစွာနဲ့ပေါ့နော်ဖြူလေးနဲ့ပတ်သက်ပြီးတော့မှဒိဋ္ဌံဝင်တဲ့အခါကျရင်စိတ်ထားရမှာကမုံတိုင်းဝင်တိုင်းသူတို့သားခိုင်းရမှာမဟုတ်ဘူးတကယ်ဖြစ်ပျက်တွေးကြုံခံစားလိုက်ရတဲ့အခါကျမှ10ကားတစ်ခါထက်အခါ100မှတစ်ခါအဲ့လိုမျိုးပေါ့အရေးကြုံတဲ့အခါကျသစ္စာပြပြီးတော့မှလုပ်ပေးပါအရင်ရဲတော့လုံးတော့မရဘူးဒါဟိုဖြစ်မယ်ပေါ့နော်အမြဲတမ်းလုံးတော့မရဘူးတကြီးလေးပါဖောက်ပြန်ဖောက်လွဲတာကိုတရဝါတိုင်းပုဂ္ဂိုလ်တရဝါတိုင်းကခံစားရမယ်ဒါဒီအတိတ်အနာဂတ်ပြစ္ဆုတ်ပံနေနဲ့ကျွန်တော်တို့ပြုလုပ်ခဲ့တဲ့အကျိုးတရားအကြောင်းတရားတွေကဒီမှာပြန်ပြီးတော့မှအကျိုးအကြောင်းပြုပြီးတော့မှပြန်ခံစားရတာ ਨੇ ပတ်သက်တယ်ဟိုဒီဟာတော့ဖောက်ပြန်ဖောက်လွဲတဲ့ပုံစံမျိုးတော့ဘူးမှတော့ဒါစီလို့တော့မရဘူးပြက်အများတိုင်းကတော့ဖြစ်လိမ့်မယ်ဒါပေမဲ့လို့ကျွန်တော်တို့ရဲ့အတိတ်ထံစွမ်းအားကြောင့်ခဏတစ်ပြုတ်တော်၎င်းနော်ပပြောင်းငင်းရုံတော့ကိုကြီးဆောင်ရှောင်းနိုင်တယ်ဒါဒီထိတ်ထဲရနေပြီးတော့မှအဲ့လိုမျိုးစိတ်တော်ထားပေးရမယ်နော်အရန်တော့အဆုံးရောက်လို့တော့မရဘူးနော်ဒါတော့မေတ္တာပို့ပြီးရတဲ့အခါလေးပြောပြပေးမယ်ကျွန်တော်တို့မေတ္တာပို့တဲ့အခါမှာကျွန်တော်တို့ပန်ကြားတဲ့အခါမှာဒီတိုင်းလေးပြောပြပေါ့နော်မဟာသမယတို့ကျွန်တော်တို့9ရက်ရွတ်မယ်တနေ့တစ်ခါရွတ်နိုင်တဲ့သူကရွတ်ပေါ့3 4 5ခါရွတ်နိုင်တဲ့သူကရွတ်ပေါ့နော်ပြောပြမယ်အကျွန်ုံမျိုးမှာတော့ဆိုင်ကတန်းနဲ့ဆူတယ်ကျွန်တော်ကနေပြီးတော့မှနေရဆိုတော့အိမ်ကလမ်းမကြီးပဲဆိုတော့နည်းနည်းစတန်ဆူမယ်နော်ကျွန်တော်ပြောပြမယ်ခုအတန်ကြီးပြီဆိုတော့အကျွန်ုံမျိုးမှာတော့နတ်တို့ချေရမဟာသမယတို့ဒေသနာတော်ဟာဗုဒ္ဓသာသနာကိုတဝင်ယုံကြည်ကြကုန်သောနဂဖြူမိခင်ဖခင်နဲ့တကွနဂဖြူမျိုးနွယ်များကိုစားမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးဟာ9ရက်တိမဟာသမယတုတ်တော်ဟာကိုစားနဂဖြူများကိုစားရွတ်ဖတ်တဲ့ဆိုပြီးပူဇော်ပေးမှာဖြစ်ပါသည်ခင်ဗျာတကြီးလေးပါဖောက်ပြန်ဖောက်လွဲသောသဘောကိုအဘယ်သောတတဝါအဘယ်သောပုဂ္ဂိုလ်များကိုစား၍မရသည်မခံနိုင်သည်ကမှန်တော်ရှိပေမယ့်လေမိုးတို့ကိုဆိုရသောနဂဖြူများအားအကျွန်ုပ်ယခုယနေ့အချိန်ပြုလုပ်ခဲ့သောကုသိုလ်ဒါနယခုပြုသောအဋ္ဌထံတို့ကိုလက်ကင်ထား၍ပန်ကြားပါရစေခင်ဗျာယနေ့ယခုအနာတရများနှင့်တတဝါအပေါင်းပူပင်တောကားရောက်နေသောအချိန်ခါတွင်မိုးတက်မုန်တိုင်းများကိုထိုပူပင်တောကရောက်ရှိနေသောနေရာဌာနသို့မရောက်ရှိအောင်ပြုလုပ်ဆောင်ရန်ပေးပါရန်မေတ္တာရက်ခံတောင်းဆိုအပ်ပါသည်။ကိုကြီးဆောင်ရှောက်ပေးကြပါရန်မေတ္တာရက်ခံတောင်းဆိုအပ်ပါသည်။အကျွန်ုံမျိုးမှာတော့ယနေ့ယခုပြုသမျှကုသိုလ်အဆူဆူနှင့်ဘဝပေါင်းများစွာကပြုလုပ်ခဲ့မှုသောကုသိုလ်ဒါနအဆူဆူနှင့်ယနေ့အဋ္ဌံဝင်ရသောကုသိုလ်အဆူဆူကိုဗုဒ္ဓသာသနာအားတဝင်ယုံကြည်ကြကုန်သောနဂဖြူမိခင်ဖခင်တို့နှင့်တကွနဂဖြူတို့အားအမှုထား၍ရှိသမျှ32ပုံကျင်လည်ကြကုန်သောတရဝအပေါင်းတို့အားအမြပေးဝေအပ်ပါသည်ကုသိုလ်များရ၍ကိုယ်စိတ်နှပြကျမ်းမာ၍ချမ်းသာကကောင်းကျိုးလိုရာဆန္ဒများပြည့်စုံကြပါစေဆိုပြီးတော့မှကုသိုလ်အများတွေပေးမယ်ပေါ့နော်ဒီပုံကတော့အဲ့လိုမျိုးလေးပဲပေါ့လွယ်ကူမယ်လို့ထင်ပါတယ်9ရက်ပြုလုပ်ပေးပါညဖက်လည်းရတယ်ကိုအားတဲ့ချိန်လေးတစ်ရက်ကိုတစ်ခေါက်ဖြစ်ဖြစ်နှစ်ခေါက်ဖြစ်ဖြစ်ရွတ်ပတ်30ဆယ်ပေးပါ9ရက်လေးပြုလုပ်ပေးပါအဆင်ပြေကြပါစေကဘာသူကဘာသားနဲ့ယခုခံစားနေရတဲ့တတဝါမှန်သမျှသည်စိတ်ချမ်းသာကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေနောက်ဆုံးတတဝါတွေမဖြစ်မနေသွားရမယ့်လမ်းဖြစ်တဲ့ဒီလမ်းကိုရှောက်ခဲရခဲ့တယ်ဆိုရင်တောင်မှအသက်ရှူရှောင်ရှောင်နဲ့အသက်ဝဝနဲ့တကယ်ချောချောမွေ့မွေ့နဲ့သွားနိုင်ပါစေလို့ပဲကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကျန်တာတော့ကျွန်တော်ဘာမှတော့မပြောဘူးကျွန်တော်ခုလည်းဒိဋ္ဌံလေးတွေလည်းဝင်နေပြီးတော့မှာပေါ့နော်ကိုရက်ကျွန်တော်ဟုတ်လဲတက်နိုင်တဲ့လောက်လည်းလမ်းမိတဲ့ဟာလေးတွေလူပါတယ်နေပြီးတော့မှဆိုတော့အရှားနေရနေပြီးတော့လည်းဝယ်လို့စစ်မပြေဘူးနေပြီးတော့မှလည်းဖြစ်တယ်ဆိုတော့ဖြစ်ကြတယ်ပေါ့နော်ဖြစ်တော့ဒီက
ဆိုင်ကနေပြန်ဝယ်ရတာဆိုဈေးကနည်းနည်းကြီးရဲ့အထက်မှာတော့ပါတာပေါ့လေနော်ကျွန်တော်ဒါမဲ့လေကိုဟာဖြစ်တဲ့ဟာပေါ့အလူတော့မခံတော့ဘူးဘာလဲဆိုတော့ကျွန်တော်လည်းများကြီးလဲအဲ့ဒီဘက်တွေလည်းမတွားနိုင်ဘူးလူမဲသူတွေဆိုလဲကျွန်တော်ယုံကြည်ရတဲ့သူတွေကိုကျွန်တော်ချိတ်ပေးတယ်ပေါ့နော်အကုန်အဆင်ပြေကြပါစေဒါကျွန်တော်တက်နိုင်တဲ့လောက်လေးကိုညီပေးတာဖြစ်ပါတယ်နော်အဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်အတန်ကတော့နည်းနည်းတော့ဆူညံပြီပေါ့နော်ဒုက္ခတည်းလေးရှိကြတယ်ပေါ့နော်အတိုင်းကျွန်တော်တော့မှရေရှိုးမိုးရှိုးတိုက်အိမ်ပေါ်တော့မတက်ဘူးကျွန်တော်ဘာမှတော့အိမ်ကတော့ဘာမှတော့ဖြစ်တော့မသွားပါဘူးစင်တော့ပြပါတယ်ဒါပေမဲ့အပေါ်တော့မတက်ရဘူးပေါ့နော်အိတ်တဲ့ချိန်ဆိုရင်တော့အောက်စင်ပေါ့အဖားရှိမှငါပြောချင်ရှိရလေငါပြောမှသူအိမ်လေးစောက်ထားတယ်ပေါ့နော်အဲ့လိုမျိုးဟိုဟာလေးကပ်ပြီးပြင်းနေထရံလေးကပ်ပြီးတော့မှအမှပဲသွားပြီးတော့မှနေကိုရရခြေတဲ့တောင်းနေသွားပြီးတော့မှရရသွားခြေပေါ့နော်ကိုရဲ့ကြော်ပြီးဆိုရင်တော့ကျွန်တော်ရရလောက်တဲ့ဟာလေးလည်းပြီးပြီပေါ့နော်အချိန်တိုင်းတော့ကျွန်တော်လူဖို့စီစဉ်လေးလည်းရှိတယ်ကျွန်တော်ရွှေဆိုင်ရန်ကျွန်တော်ရန်ချရတဲ့မတော်ကြီးဖျားကြီးတည်ခဲ့တဲ့ဖျားလေးဖြစ်သွားတယ်ဆိုရင်လည်းတော့မကောင်းဘူးဒါပေမဲ့ဒီသွားဖို့တော့အစီအစဉ်ဟိုခရေကကျွန်တော်ရှိတယ်အဲဒါမှငါအမတော်ကငါ့ကိုလို့ဘာလို့အဲ့လိုမျိုးပွဲတော်ရမှာလာမခိုင်းတာလဲပွဲတော်ပြီးရတော့မှကျွန်တော်နေပြီးတော့အမတော်လွတ်တာမဟုတ်ဘူးနော်ဒီမြင့်စိတ်ထဲမှာအာယုံနမိတ်ထဲမှာနေပြီးတော့သွားပြီးရတရားချေရမယ်အဲ့လိုမျိုးလုပ်ရမယ်လို့ပြောတော့အတီးသွားရတယ်ပေါ့နော်ဟောပြီးတော့ကျမအေးပေါ့ငါလူခွင့်ရတယ်ဆိုတဲ့စိတ်လေးဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဖះအသက်တွေကျွန်တော် line ပေါ်မှာပေါ့နော်ဖះအသက်တွေတရားထက်ကျွန်တော်တို့အဲ့ဒီဖះကိုပြန်ပြီးတော့မှပျက်စီးနေတဲ့ဖះတွေကိုပြန်ပြီးတော့မှတည်တာပို့ပြီးတော့မှကောင်းတယ်လို့တော့ကျွန်တော်မြတ်တာရက်ခမ်းပါတယ်တန်တော့နည်းနည်းစူတယ်ပေါ့နော်အခန်းတွေကအဲ့လိုမျိုးဒုက္ခတယ်လို့ပြောရဲဆိုရင်တော့ရိုင်းမလားတော့မသိဘူးဒုက္ခတယ်တော့မဟုတ်ဘူးပေါ့လေဘယ်လိုခေါ်လဲတော့မသိဘူးအေးပေါ့ဒုက္ခအေးပေါ့ကိုလည်းဒုက္ခတယ်ပါပဲတူတူတည်းဆိုတော့ဘာလို့